ဒီနေ့တော့တောသားတွေ skincare ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းဝေမျှပေးခြင်းပါတယ်အဲ့တော့ကိုယ့်ရဲ့ lifestyle ကတောမှာလည်းနေရတယ်အသားရည်ကိုလည်းကောင်းမွန်အောင်ထိန်းသိမ်းခြင်းနေဆိုရင်တော့ keep watching ပါလောလောဆယ်ကျွန်တော်ကတော့မှပြန်ပြီးတော့ healing time ယူရင်းနဲ့အလုပ်လုပ်နေတဲ့သူဆိုတော့ကိုယ့်ရဲ့ skincare routine ကိုဒီကပတ်ဝန်းကျင်နဲ့လိုက်ဖက်အောင်ပြောင်းလဲဖြစ်ပါတယ်အဲ့တော့ကိုယ့်လိုပဲဘယ်နေရာဘယ်ဒေသရောက်အသားရည်ကိုဂရုစိုက်ရတာကြိုက်တဲ့သူတွေအတွက် skincare tips လေးတွေကိုဝေမျှပေးခြင်းအကြောင်းဒီ content ကိုလုပ်ဖြစ်တာပါပထမချက် pollution and sunlight တောမှာအလုပ်လုပ်ရတဲ့ပုံစံကနုနုရွရွလေးမဟုတ်ဘဲနဲ့ချွေးတလုံးလုံးနဲ့ကာယာအောက်သုံးပြီးတော့လုပ်ရတဲ့အလုပ်များပါတယ်ကျွန်တော်တို့စီမှာတော့အများစုကအသီးနှံစိုက်ပျိုးပြီးတော့အသက်မွေးကြတယ်အဲ့တော့သီးနှံချင်းဆိုရင်စပားတွေဘဲတွေချွေတာလှိတာတိုက်တာနေလာတဲ့ pollution ရှိမယ်လမ်းပေါ်ကိုထွန်ဆက်တွေကားတွေလှဲတွေတွားတဲ့အခါအဲ့ဒီကနေလာတဲ့ဖုံမုံတဲ့ pollution တွေရှိမယ်အဲ့တော့ကိုယ့်ရဲ့နေစဉ်ဘဝကိုဖျက်ဆီးရတဲ့ပုံစံကဖုံမုံတဲ့လေဥညဉ့်ညံမှုထိတွေ့ရတဲ့အချိန်များပါတယ်အလုပ်လုပ်ရတဲ့အခါမှာလည်းနေအောင်နဲ့ထိတွေ့ချိန်များတယ်နေပူထဲမှာအကြာကြီးလောက်ရတာမျိုးလည်းရှိတယ်အဲ့တော့ကိုယ့်ရဲ့ skin ကဖုံမုံတဲ့လေဥညဉ့်ညံမှုရဲ့တန်နေအောင်ကြီးရဲ့တန်ကိုကောင်းကောင်းခံရပါတယ်ဒီပြဿနာကိုဘယ်လိုကင်တွယ်မလဲဆိုတဲ့အဖြေကဗီဒီယိုနောက်ပိုင်းမှာပါပါတယ်ဒုတိယအချက် extra care and strong barrierအများစုတွေးကြတာ skincare product ကောင်းကောင်းတွေကိုများများသုံးလိုက်တာနဲ့ကိုယ့်ရဲ့အသားရည်ပိုပြီးတော့ကောင်းလာမယ်လို့ထင်နေကြတာပါဒီအချက်ကအချို့သူတွေအတွက်မှန်ကောင်းမှန်နိုင်ပေမဲ့တောသားတွေအတွက်တော့မှားပါတယ်ကိုကတော့မှနေတောသားစစ်စစ်ဆိုရင်ကိုယ့်ရဲ့ skincare routine က product လေးမျိုးတည်းမပိုတဲ့မှာ facial cleanser moisturizer sunscreen ကတော့မပါမဖြစ်ပေါ့ channel တစ်မျိုးကတော့ကိုယ်အဆင်ပြေအောင်ထည့်ပြီးတော့သုံးလို့ရတယ်မသုံးလို့လည်းရပါတယ် skin ရဲ့သဘာဝအရန်ကောင်းလေပို့ပြီးတော့ထိန်းသိမ်းရလေထိခိုက်ဖို့ပိုလွယ်လေးဖြစ်ပါတယ်ဒါကြောင့်မို့အရန်နှုတ်ဖက်ပြီးတော့ဖြူနေအောင် glow နေအောင်လုပ်ဖို့ထက် skin barrier ကောင်းမှုကိုပဲအာရုံစိုက်စေချင်တယ်ဘလို့ product မျိုးတွေရှောင်သင့်လဲဆိုရင်ရာခိုင်နှုန်းများတဲ့ niacinamide vitamin C glycolic acid AHA BHA တို့လိုမျိုး serum တွေရှောင်သင့်ပါတယ်ဒါတွေကိုသုံးပြီးရင် skin ကတိတိတတ်တာပိုကောင်းလာမှာတော့ဟုတ်တယ်ဒါပေမဲ့ကိုကမျိုးအလိုတွေလိုအဲဂုံငန်းထဲမှာနေမတိလေမတိနဲ့လည်းနေမဲ့သူမဟုတ်ဘူးဗျာဖုံတော်ထဲမှာပဲဖြစ်ဖြစ်နေပူထဲမှာပဲဖြစ်ဖြစ်အလုပ်လုပ်ရတဲ့အချိန်မျိုးတွေလည်းရှိမယ်အဲ့တော့ကျွန်တော်အရှိမပြောခဲ့သလိုအရန်ကောင်းအောင်လုပ်ထားမိရင်အရန်ထိခိုက်ပါလိမ့်မယ်အဲ့လိုပဲအိမ်မှာပတ်စံနေအများကြီးအကုန်ခံပြီးတော့ skin care လိုက်အလုပ်လုပ်ရင်းနဲ့မဲသွားလိုက်ပျက်စီးသွားလိုက်နဲ့မုံလုံးကိုစက်ကူကတ်နေတဲ့သူတွေလည်းရှိပါတယ် skin barrier ကတော့အလွယ်နားလည်အောင်ပြောရရင်အသားရည်ရဲ့ကျန်းမာမှုနဲ့ခံနိုင်ရပေါ့အဲ့တော့ barrier ကောင်းတယ်ဆိုလို့ရှိရင်အသားရည်ကောင်းတယ်ထိခိုက်နိုင်ခြင်းနည်းတယ်ဒီအတွက်ကလည်းအထူးတက်လည်းခဲလို့ပုံမလို့ပါဘူးကိုယ် skin တွေအသင့်လျော်တဲ့ facial cleanser moisturizer sunscreen ဒီသုံးမျိုးလောက်ကိုတေချာလေးသုံးပေးရဆိုရင်ပဲလုပ်ပါပြီတတိယချက် special care ဟုတ်ပါပြီ skin ကိုပုံမှန်လောက်ပဲခဲတယ် barrier ကောင်းအောင်ထားဟုတ်ပြီပွဲလန်းတပင်တွေရှိလို့ထူးထူးခြားခြားနေမျိုးလေးတွေမှာကိုယ့်ရဲ့အသားရည်ကိုဒီထက်ပိုကောင်းခြင်းနေဆိုရင်ရောအဲ့လိုချိန်မျိုးတွေဆိုရင်တော့ကျွန်တော်လုပ်နေကြနေရ sheet mask ကတ်တာပါbrightening whitening nourishing လို့လိုမျိုး moisture rich ဖြစ်တဲ့ mask တွေကတော့ဒီနေရာဒေတာနဲ့တိတ်ပြီးတော့မကိုက်ဘူးဘလို mask အမျိုးအစားတွေကအဆင်ပြေတယ်ဆိုရင် hydrating calming soothing detoxing လိုမျိုးအာနိသင်ပါတဲ့ mask တွေကတော့မှသုံးလို့ပိုကောင်းပါတယ်အနည်းဆက်ဆုံးဥပမာပေးရရင် Garnier ရဲ့ mask အမဲရောင်နဲ့အစိမ်းရောင်လိုမျိုးပေါ့အဲ့တော့အနည်းချုပ်ရရင်တော်သားတွေ skin care လုပ်ချင်တယ်ဆိုရင် pollution နဲ့ sunlight တန်ကိုခံနိုင်မှုအတွက် skin barrier ကောင်းနေတဲ့နဲ့လိုအပ်တဲ့ပို့ပြီးတော့ care မလုပ်သင့်ဘူးအရေးကြီးရလို့ထင်ရင် special care လုပ်လို့ရပါတယ်ဆိုတော့နောက်ထပ် video တစ်ခုမှပြန်တွေ့ရမယ်အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေခင်ဗျာ